နိုင်ငံခြားစူပါစတားတွေနဲ့တူပြင်းထန်လေ့ကျင့်ပြီးတော့နာမည်ကြီးဖိုက်တာတဦးနဲ့ရင်ဆိုင်မှုပြင်ဆင်နေတဲ့ဂျိုကြီးလာမယ့်ပွဲစဉ်တွေအတွက်ပရိသတ်တွေရဲ့အသေးဆွဲမြမကုံဆောင်ဖိုက်တာဂျိုဇာဝင်းတယောက်ကတော့အရင်ပွဲတွေထက်ပုံမထူးခြားတဲ့ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။သူကပြည်တွင်းမှာတွေမကဘဲနဲ့အစင်းမြင့်နီးစနစ်တွေရရှိဖို့အတွက်နိုင်ငံခြားကနာမည်ကြီးဖိုက်တာတွေနဲ့ပါပူးပေါင်းပြီးတော့အပြင်းထန်လေ့ကျင့်ခန်းဆင်းနေတာတွေ့ရပါတယ်။အခုလိုမျိုးကမ္ဘာ့ဆင်ကစားမတွေနဲ့တူစကန်သွင်းသွေးပူနေတာကသူ့ရဲ့ကစားဟန်နဲ့ခနိုင်ရီပိုင်းဟာရင်ကားထက်ပုံမကြောက်စရာကောင်းလာမှာအသေးချပါအခုလိုမျိုးဘက်ဘက်ကနေအပတ်တကုတ်ဒေရှာပြင်ဆင်နေတဲ့အချက်ကလာမယ့်ပွဲမှာတာမန်ပြိုင်ပွဲမျိုးမဟုတ်ဘဲနဲ့အားလုံးအသင်သွားစီမဲ့ထိတ်တန်းနာမည်ကြီးဖိုက်တာတဦးနဲ့ထိုးသက်ရတော့မဲ့တဘောတွဲဝိုင်းပြီးတော့အချက်ပြနေတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်ဟာဂျိုကြီးအတွက်ကမ္ဘာစင်မြင့်ထက်မှာသူ့ရဲ့အစဉ်တန်းကိုတက်တည်ပြဖို့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာမှာမလို့ပရိသတ်တွေကလည်းရင်ခုန်စွာနဲ့စောင့်ကြည့်နေကြပါတယ်တစ်ဖက်မှာလည်းဝမ်အဖွဲ့အစည်းရဲ့ဥက္ကဋ္ဌကြီးချက်တီကမြန်မာပရိသတ်တွေသွေးဆူသွားစေမဲ့ဘလိုမိုင်စားတွဲဆိုင်ကြီးမျိုးကိုနောက်ွယ်ကနေစီစဉ်ပေးအောင်မလဲဆိုတာကရင်ခုန်စရာကောင်းနေပါတယ်ချက်တီနေနဲ့အချိန်တက်နေတဲ့ကြော်ကြီးအတွက်ဝေတန်းတွေကအစင်းမြင့်စိန်ခေါ်သူတဦးတမမဟုတ်ကဘာကျော်ကျဲဝင်တဦးနဲ့မိကုံရန်ကုန်ပွဲတီပေးဖို့အတွက်အစီအစဉ်ရှိနေပုံရပါတယ်။နိုင်ငံခြားဖိုက်တာစီကနေတွေ့ကြုံတစ်တွေရယူထားတဲ့ကြော်ကြီးတယောက်ကဘာစင်မြင့်ထက်မှာဘလောက်ထိစွမ်းပြပြီးမိမိရဲ့ဂုဏ်သိက္ခာကိုမြင့်တင်သွားမလဲဆိုတာတကယ်မှစောင့်ကြည့်ခြင်းစရာပါပဲ။ဒါကြောင့်မလို့ပရိသတ်တွေအားရကြည်နဲ့စီမဲ့ကဘာစင်မိုက်စားတမိုင်းဝင်ပွဲကြီးတစ်ပွဲမကြခင်မှာကောင်းထဲပေါ်လာတော့မလားဆိုတာမာရှယ်အတ်ဝါသနာရှင်တွေကြားမှာရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။မြမကုံဆောင်အကစားမတဦးအနေနဲ့အခုလိုမျိုးနိုင်ငံတကာစံချိန်စံညွှန်းမီလေ့ကျင့်ခန်းတွေပြုလုပ်ခွင့်ရရှိနေခြင်းကသူ့ရဲ့နာဂတ်ချန်ပီယံလမ်းကြောင်းအတွက်အရေးပါတဲ့အလှည့်ပြောင်းတစ်ခုလည်းဖြစ်ပါတယ်။အခုလိုမျိုးနိုင်ငံခြားကကျဲဝင်းဖိုက်တာတွေနဲ့အနီးကပ်ပူးတွဲလေ့ကျင့်ခွင့်ရရှိတာကဂျိုကြီးရဲ့ကိုပိုင်ထိုးသက်ဟန်ကိုပုံမဆုံလင်လာစေပြီးပြပြတွေခံမှန်းရခက်အောင်ကူညီပေးနိုင်မှာပါ။အထူးသဖြင့်ခန်းစီပိုင်းနဲ့ဗျူဟာမြောက်ကစားကွက်တွေကိုပုံမအစင်းမြင့်တင်နေတာမို့လာမယ့်ပွဲမှာအရင်ကထက်ပုံမရင်းချက်ပြီးကြောက်စရာကောင်းတဲ့ဂျိုကြီးကိုမြင်တွေ့ရဖို့အတွက်အခွင့်အလမ်းတာနေပါတယ်။ပရိသတ်တွေကတော့ချက်တီတယောက်မြန်မာဖိုက်တာအတွက်ဝေတန်းရဲ့ထိပ်သီးစိန်ခေါ်သူစီးနေကဘသူကိုချပြလာမလဲဆိုတာကတော့လူမှုကွန်ရက်ထက်မှာအမျိုးမျိုးထင်ကြီးပြီးဆွေးနွေးနေကြပါလိမ့်လူမှုစိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်မှာဂျိုကြီးကလည်းအားပေးသူတွေရဲ့မျှော်လင့်ချက်ကိုအကောင့်ထဲပေါ်ဖြည့်ဆည်းပေးနိုင်မှုလေ့ကျင့်ခွင့်ထဲမှာအချိန်ဟုန်ပြည့်အချိန်ပြည့်လေ့ကျင့်ကြိုးစားနေတာဖြစ်ပါတယ်ခေမီဆန်တက်တဲ့နီးစနစ်တွေနဲ့တူပြင်းထန်တဲ့အားကစားစိတ်သက်ပေါင်းဆက်လိုက်တဲ့အခါမှာကမ္ဘာ့မွေထိုင်းလောကမှာမြန်မာလန်ကိုလွှင့်တင်နိုင်မဲ့စွမ်းအားတွေပေါ်ထွက်လာမှာမှန်ပါနိုင်ငံခြားကကျဲဝင်းဖိုက်တာတွေရဲ့မတူညီတဲ့ကစားကွက်အတွေ့အကြုံတွေကဂျော်ကြီးအတွက်ကမ္ဘာစင်မြင့်ထက်မှာအားသာချက်အသစ်ကိုရရှိစေမှာဖြစ်ပြီးပွဲစဉ်အသစ်ကတကယ်မှအဓိပ္ပာယ်ရှိတဲ့အလှည့်ပြောင်းပါပဲ။ဒါ့အပြင်ဂျော်ကြီးရဲ့ပွဲတိုင်းမှာပြသလေးရှိတဲ့ဇွဲစိတ်ဓာတ်နဲ့အလဲထိုးစိတ်ဓာတ်ကအခုလိုမျိုးခင်မီနီးပညာတွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်ဘယ်လောက်ထိဖြတ်စွမ်းအားပြင်းလာမလဲဆိုတာရင်ခုန်စရာပါ။မကြခင်ချိန်တို့တွင်းမှာပဲဝမ်ဖွဲ့စည်းဘက်ကနေကမ္ဘာပရိသတ်တွေစောင့်မျှော်နေကြတဲ့တရားဝင်ပွဲထုံးမဲ့ချက်နဲ့ပြပတ်မီကိုအတီလင်းကြီးညာပေးတော့မယ်လို့ယုံကြည်ရပါတယ်ခင်ဗျာ။အခုလိုအချိန်မျိုးမှာပရိသတ်တွေရဲ့တခဲနဲ့အပေးဝင်ရမှုကလည်းဂျော်ကြီးအတွက်လေ့ကျင့်ရေးခွင့်ထဲမှာပြင်ပန်းသမျှကိုအားရင်ဖြစ်ပြောင်းလဲသွားပေးနိုင်ပြီးအဓိကတော့ချက်တစ်ခုဖြစ်နေမှာပါမြမမီကပေါ်ထွက်လာတဲ့အတိုင်းစစ်စင်မှုပြင်းနေဂျာနယ်စတာတယောက်ကမ္ဘာစင်ပြိုင်ဘက်ဒီကိုဘယ်လိုမျိုးဒူထောက်စေမလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်ကြည့်ရှုကြရအောင်ပါခင်ဗျာ